အားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပြီးမမပြင်းညော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုလိုတင်ဆက်ပေးမှာကတော့ဆရာကြီးစန်းစာနီကိုရဲ့တပတ်စာတဲတော်ပင်ဟောစံကြီးပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုနားဆင်အားပေးတော့ကြပါအောင်ခင်ဗျာတနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025 March 15ရက်ကနေ21ရက်နေ့အတွင်းမှာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစီရည်မှန်းချက်တွေကတပတ်သူနဲ့မတူတချို့ကြားရတယ်မှာစန့်ကျင်ဘက်တော့ဖြစ်နေလိမ့်မယ်ကိုပြောသမျှကိစ္စသည်တပတ်သူနဲ့အငင်းခုန်ဖြစ်နေလိမ့်မယ်အတွေ့မတူတော့ဒီနေရာမှာသူတပတ်နောက်လိုက်ချင်းတပတ်သူလှုပ်ထုံးလုံနေတဲ့လှုပ်ချင်းကိုကိုကသွေပြီးတော့ကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်လို့ရင်အင်မတန်ကောင်းလိမ့်မယ်ကိုယ့်ရဲ့အတွေးခေါ်တွေရှင်းချက်နေတယ်အတွေးမြင်တွေရှုထောင့်တွေသုံးသပ်ချက်တွေမှန်ကန်မယ်ရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ကာလရှည်ကြာစ조사အားထုတ်ထားတဲ့အကြောင်းအရာတွေရဲ့အကျိုးဆက်ကိုရအောင်ဖန်တီးနိုင်တဲ့အနေအထားကောင်းကိုကျုံနေတယ်15ရက်နေ့မှာအပြိုင်ဆိုင်နေကြားတဲ့တိုးတက်မှုကိုရရှိမယ်အဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစေနေရှိတဲ့တာရောကျူးဆက်ရမယ်နေတနိုင်ခွဲနဲ့3နိုင်ကြာသွားလာကျူးဆက်ရမယ်16ရက်နေ့ကအလုံးစုံကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်တယ်ရပိုင်ခွင့်ပြန်လဲတောင်းဆိုခြင်းခက်ခဲအလုံးကျော်လွှားခြင်းရှင်းမှန်းချက်အောင်မြင်ခြင်းတို့ကိုကြုံမယ်19ရက်နေ့မှာအပြိုင်ဆိုင်ကြတိုးတက်မယ်အခက်ခဲအလုံးကိုကျော်လွှားမယ်မိမိလိုလားချက်ရည်ရွယ်ချက်တွေကိုစင်ပြေအောင်ဆောင်ရွက်နိုင်လိမ့်မယ်18ရက်နေ့အဲ့ဒီနေ့မှာဥတီချက်သစ်နဲ့လုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးကိုရမယ်မိမိလိုလားချက်ကိုရှေ့တိုးလို့အကျိုးရှိလိမ့်မယ်အတိုက်ခံကြားကဖြတ်သန်းရမယ်အဲ့ဒီနေ့မှာအရှင်းမြောက်ရက်ကိုဒီသောဇန်နေ့ရှိတတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြာညနေ4နိုင်ခွဲနဲ့6နိုင်ကြာတွေမှာအသွားလာနေထိုင်အထူးပြုပြီးကိစ္စရမယ်19ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့တိုးတက်တဲ့ကံတွေပေါ်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်20ရက်နေ့မှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်အကြံသစ်တွေကိုကောင်းထည်ပေါ်နိုင်တဲ့ဘဝတက်လန်းဖွင့်မယ်21ရက်နေ့ကတော့ငွေကြေးကံလုပ်ငန်းကံဘဝကံထူးခြားစွာကောင်းခြင်းကြိုးပေးခြင်းနဲ့လိုရာပြည့်စုံခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတော်တွင်မှာတနင်္ဂနွေနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေကြောင့်စိတ်နှောက်ရှက်ဖြစ်တယ်နှစ်ခွန်ကိုယ်ကနန်ကြိုးပေးတယ်အဖြူအစိမ်းမီကိုပြာတို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်အနီရောင်ပွင့်ပွင့်ဖျားတင်ကတ်လူပြီးအလိုရှိရာဆုတောင်းမှာဆုတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ21ရက်နေ့အတွင်းမှာစိတ်ကူးသစ်တွေအကြံဉာဏ်သစ်တွေကိုဒီအချိန်မှာလက်တွေ့ဖော်ဆောင်ရမယ်ဘဝအိမ်မက်သစ်တွေကိုရှင်းမှန်းချက်ထားရမယ်ဘဝပုံရိပ်သစ်တွေအတွက်ရှင်းမှန်းနိုင်တဲ့နေထားရှိသလိုရှင်ပြိုင်မှုတွေမှာအောင်မြင်ခြင်းရှင်းဆွဲနေထားနေပုံမြင့်သောဘဝအခြေအနေတစ်ခုသောပြောင်းလဲတိုးတက်ခြင်းမိမိလိုလားချက်စန္ဒရည်ရွယ်ချက်တို့ကိုအပင်ပန်းခံ၍ဆောင်ရွက်ရမှကောင်းသောအကျိုးဖြစ်ရရှိနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်15ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်ကောင်းသောကံတွေပွင့်ပါတယ်ဒါပေမဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစေအနေရရှိတတ်ပါတယ်နေတနိုင်ခွဲနဲ့3နိုင်ကြာအသွားလာကျူးဆက်ရမှာပေါ့16ရက်နေ့ကတော့အတိုက်ခံတွေကြားတွေကဖြတ်သန်းမယ်အခက်အခဲတွေထိတ်တဲ့ရင်ဆိုင်ပြီးနောက်ဆုံးပိတ်ချမှာကက်ရသားလေးအညံ့ဆွတ်နေလက်တလုံးကြားလေးလွတ်မြောက်တတ်တဲ့အနေအထားမျိုးကြုံနိုင်တယ်18ရက်နေ့မှာတော့ထူးခြားတဲ့ကံမြန်မာမှုနဲ့တိုးတက်မှုတွေရှိတယ်လိုရာပြည့်စုံမယ်ငွေကြေးကံဘဝကံတိုးတက်ခြင်းကိုကြုံမယ်18ရက်နေ့
ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ကံကောင်းမယ်ဒါပေမဲ့ဒီနေ့မှာမတော်တဆနေယူဆိုင်ရမယ်ရှင်းမြောက်ရက်ကုန်တည်သွားစဉ်အနေရှိတဲ့မနေ့အစောကြီး၄နိုင်9ရက်နေ6နိုင်ကြာညနေ4နိုင်ခွဲနဲ့ညနေ6နိုင်ကြာတွေမှာမတော်တဆအနေတွေလွှမ်းမိုးနေတဲ့နေ့တစ်ခုပေါ့19ရက်နေ့မှာတော့ရံပတိဘက်ကတွေများတယ်ကောင်းမြောင်နဲ့ဆိုးတယ်အခက်အခဲတွေနဲ့ထိတိုက်တွေ့မယ်20ရက်နေ့မှာတော့အလုံးစုံစင်ပြေအောင်ဆောင်ရွက်နိုင်တဲ့ကံခြေနေပေးမှုနဲ့တိုးတက်ခြင်းရဲ့နှစ်သာရတွေကိုရရှိသွားတယ်ဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေဖြစ်တတ်ပါတယ်နံပါတ်1 9 9ကနန်းနေအကျိုးပေးတာပါအဝါရောင်လေးမော်ရောင်ရွှေရောင်တို့ကိုအကျိုးပေးတဲ့အရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါတယ်ကောင်းသောကံကြမ္မာများရစေရအဝါရောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ21ရက်နေ့တော်တွင်အထူးကောင်းတဲ့ကာလပေါ်ထွန်းပါတယ်။ရန်တိုက်ခဏနေနဲ့လည်းထိတ်တိုက်တွေ့မယ်။ပညာရေးကိုဆောင်ရွက်သူများထုံးထုံးပပထိတ်တန်းကအောင်မြင်နိုင်တယ်။အိမ်မှာပညာရှာသူတွေရှိရင်လည်းစံဝဲဖြေသူတွေရှိရင်သူတို့အောင်မြင်လိမ့်မယ်။ဒီရက်အတွင်းမှာအာမခန္ဓာတောင်းယူတာမလုပ်ရဘူး။သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။လောဘစိတ်နဲ့လို့တဲ့ကိစ္စမှသူများဘာမှအဆင်မပြေဘူး။တရားစိတ်နဲ့ငွေကြေးအကျိုးမြတ်မရရင်နေလုပ်မယ်ဆိုတဲ့ကိစ္စတွေကထူးခြားခြားအဆင်ပြေသွားမှာအာမခန္ဓာမလို့ရတဲ့အပြင်ပစ္စည်းလောင်တာဈေးကစားတာလုံးဝမလုပ်ရအောင်15ရက်နေ့ကပြဿနာတွေအများကြီးရှိတယ်စိတ်ရှိသီးခံပြီးဖြေရှင်းရအတိုက်ခံတွေနဲ့ထိတိုက်တွေ့မယ်16ရက်နေ့ကတော့သစ္စာမရှိတဲ့လူတွေနဲ့တွေ့မယ်ဒါပေမဲ့မေတ္တာရေးရကံကောင်းခြင်းနဲ့စမ်းပွင့်ခြင်းကံတွေကလည်းဖြစ်ထွန်းနေတယ်18ရက်နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အပြိုင်ဆိုင်ကြတက်လန်းပေါ်မယ်ရည်မှန်းချက်အောင်မြင်မယ်18ရက်နေ့အဲဒီနေ့မှာရန်တိုက်ခံနေများတဲ့စိတ်ပြမန်းသူပြမန်းနေဖြစ်တတ်တယ်ပြီးမှငွေကြေးကလုပ်ငန်းကတက်လန်းနေပေါ်မယ်19ရက်နေ့ကသူသမားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းတွေကြုံမယ်20ရက်နေ့မှာလမ်းသစ်ထွင်ပြီးလောက်တာကြိုးပေးတယ်ရည်မှန်းချက်တွေအောင်မြင်မယ်21ရက်နေ့ကရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်သတိထားမှာ15ရက်နေ့အဲ့ဒီနေ့မှာအနောက်ရက်ကိုတည်သွားစဉ်အန္တရာယ်ရှိတတ်တာသတိထားရမယ်နေ့တနိုင်ခွဲနဲ့ညနေ3နိုင်ကြာ18ရက်နေ့မှာတခါရှင်းမြောက်ရက်ကိုတည်သွားစဉ်နေ့ဖြစ်တတ်တယ်အဲ့ဒီနေ့မနေ့4နိုင်ခွဲနဲ့မနေ့6နိုင်ကြာမှာသွားလာနေထိုင်ယူဆိုင်ရမယ်ဒီကာလတစ်လျှောက်လုံးတော်တွင်မှာဇာသပတိနေ့ဗုဒ္ဓနေ့တောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့ကနေမွေးသူများကြောင့်စိတ်နှောက်ယှက်များတတ်တယ်9-3ခုကနန်းနေကျိုးပေးတဲ့အဖြူရောင်စိမ်းရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်ကိုပိုက်ဆံ1000တန်တရက်ကိုမွေးနှံသာပဲပြန်ပြီးပိုက်ဆိုင်တဲ့ထဲဆောင်ကဒီကာလအတွက်လက်ကောင်းစေသောဆောင်ဖြစ်ဆောင်ယူပေးပါကျေးဇူးတင်ပါတယ်ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် March လ15ရက်နေ့ကနေစပြီးတော့ March 21တောတွင်းကာလဟာအကျဉ်းစီအောင်ခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေကိုကြုံတွေ့ရမယ့်ကာလဖြစ်သလိုမိမိဆန္ဒရည်မှန်းချက်တွေကိုလက်တွေ့ကောင်းတဲ့ပေါ်၍အထူးကောင်းတဲ့ကာလလည်းဖြစ်တဲ့အပြိုင်ဆိုင်တွေအားလုံးကိုကျော်လွှားအောင်မြင်နိုင်မယ်အိမ်မှာပညာရှာသူတွေရှိပညာတိုးတက်မယ်စံဝဲဖြည့်သူတွေရှိထိတ်တန်းကအောင်မြင်လိမ့်မယ်ကိုယ်တိုင်လည်းပညာရတဲ့ဘဝတိုးတက်မှုတွေအစစ်မြင့်စွာရနိုင်တဲ့အနေအထားနဲ့ဘဝအစစ်တစ်ခုတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့ရမယ်15ရက်နေ့အရာရာစင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိတယ်လိုလားချက်ပြည့်စုံမယ်ဒါပေမဲ့မတော်တဆထိခိုက်မှုနဲ့ဂရုစိုက်ရမယ်အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာရှိတတ်တယ်နေ့တနိုင်ခွဲနဲ့3နိုင်ကြာသွားလာဂရုစိုက်ရမယ်16ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်ခက်ခဲလုံးကိုကျော်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုကြုံတွေ့နိုင်တယ်18ရက်နေ့
ရီမန်းချက်မှန်သမျှအောင်မြင်မယ်ဒါပေမဲ့စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်လူယုံထားလို့မရဘူး18ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်မယ်ထူးခြားတဲ့ကံမြင်မာမှုကိုရမယ်ဥတီချက်သစ်နဲ့လုပ်ငန်းသစ်တွေကိုရှေ့တိုးလို့ရအစစ်မြင့်တဲ့ဘဝအနေထားနဲ့တိုးတက်တဲ့လမ်းကြောင်းတွေကိုကြုံတွေ့ရလိမ့်မယ်ဝေကြီးကံကောင်းမယ်ဘဝတိုးတက်မယ်မတော်တဆထိခိုက်မှန်နေကြိုးဆက်ရမယ်ရှင်းမြောင်းရက်ကုန်တီသွားစရာနေဖြစ်တတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်အတွင်းသွားလာကြိုးဆက်ရမယ်19ရက်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းရဲ့နှစ်သာရကြုံတယ်ရီမန်းထားသည်များလက်တွေ့ကောင်းတဲ့ပေါ်အောင်မြင်ခြင်းရဲ့ကံကြမ္မာကိုကြုံမယ်20ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်21ရက်နေ့မှာရာတိုက်ခံနေနဲ့ရှင်ပြီးမှလုပ်ရတဲ့နေထားကိုကြုံလိမ့်မယ်တပတ်တာအတွင်းဇာတာပတိနဲ့ဗုဒ္ဓနဲ့အင်္ဂါနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္လာနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်တတ်တယ်နှစ်3 9ကနန်းနေကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနှစ်ရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါပန်းဖြူ3မိနစ်တည်း၍လိုရာဆန္ဒပြုခြင်းဖြင့်လိုရာကိစ္စတို့အောင်မြင်နိုင်တဲ့အနေထားကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တောက်ကြနေမွေးသူအားလုံးမင်္ဂလာပါ2025မတ်လ15ရက်နေ့ကနေ21ရက်နေ့အတွင်းမှာကောင်းခြင်းမင်္ဂလာတွေနဲ့ပြည့်နှက်နေတဲ့ကာလရှင်ပြိုင်မှုတွေမှာအောင်မြင်မဲ့အနေထားအတတ်ပညာနဲ့ဘဝတိုးတက်မှုတွေကိုယ်နဲ့ကိုယ်ဝင်းကျင်တွင်ရှိမယ်ကာလရှည်ကြာစီးပူးလောက်ကြထားတဲ့လုပ်တွေကိုလက်တွေ့ကောက်တဲ့ပေါ်ပြီးကောင်းသောရလဒ်ကိုခံစားနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်တာတွေဆင်ပြေမယ်စိုးရင်ပင်ပန်းပြီးမှလိုရာပြည့်စုံတတ်တဲ့ကာလတွေဖြစ်တယ်15ရက်နေ့ကစိတ်ချမ်းသာမယ်အဆင်ပြေမယ်အတိုက်ခံတဲ့ကြုံပြီးအောင်မြင်မယ်မတော်တဆထိရှမှုယူဆက်ရမယ်အပျော်လင်လို့အန္တရာယ်ဖြစ်တတ်တယ်အသွားလာယူဆက်ရမယ်အနောက်ရောက်ကုန်တီသွားစရာနေရှိတတ်တဲ့နေ့တနိုင်ခွဲနဲ့3နိုင်ကြာသတိထားရမယ်16ရက်နေ့စကားမတည်တဲ့သူတွေတွေ့မယ်သစ္စာဖောက်တဲ့သူစကားရှိတစ်မျိုးနောက်တစ်မျိုးပြောတဲ့သူတွေတွေ့မယ်သိစိတ်ရှည်ရတဲ့နေ့19ရက်နေ့မှာမထင်မဲငွေဝယ်မယ်မရည်ရွယ်ပဲလိုရာအောင်မြင်မယ်လလဘကံဘဝကံတိုးတက်မယ်18ရက်နေ့ကတော့ရန်နေများနေတယ်ပဋိပက္ခတွေရှိနိုင်တယ်မတော်တဆနေဂရုစိုက်ရမယ်အဲ့ဒီနေ့မှာအရှင်းမြောင်းရက်ကုန်တီသွားစရာနေရှိတတ်တယ်မနေ့4နိုင်ခွဲနဲ့6နိုင်ကြာညနေမှာလည်းညနေ4နိုင်ခွဲနဲ့ညနေ6နိုင်ကြာအသွားလာဂရုစိုက်19ရက်နေ့မှာတော့မထင်မှတ်ပဲကိုယ့်ရဲ့စိတ်ကူးသစ်တွေဟာထူးထူးခြားခြားဖြစ်ပြီးတော့လက်တွေ့ကောင်းတဲ့ဖွယ်ရင်လည်းအောင်မြင်လိမ့်မယ်အဲ့ဒီနေ့ကလုံးသမျှဂျန်စီသမျှအောင်မြင်မှာ20ရက်နေ့ကရက်တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်မတွေ့ဘူးတင်တဲ့သူတွေပြန်တွေ့မယ်မမြင်တော့ဘူးလို့အောင်မြင်နေတဲ့မတွေ့တော့ဘူးလို့အောင်မြင်နေတဲ့လူတွေကိုလည်းပြန်လည်တွေ့မယ်ကွယ်လွန်သွားပြီလို့သတ်မှတ်ထားတဲ့လူတွေရှိရတဲ့ထူးခြားတဲ့သတင်းတွေရလာနိုင်တယ်21ရက်နေ့ကတော့အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကြိုးပေးခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းတွေတည်ရှိနေတဲ့နေ့တစ်ခုဖြစ်တယ်တနင်္လာနေ့သောကြာနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးမယ်156ကနန်းအကျိုးပေးတယ်အပြာရောင်ပန်းရောင်နုနှစ်ရောင်တွေသုံးပြီးလိုရာကိစ္စဆောင်ရွက်ပါညင်းစီပန်းပန်းရောင်လေးဖျားကတ်သူပြီးလိုရာဆူတောင်းပြည့်လိမ့်မယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်15ရက်နေ့ကနေ21ရက်နေ့တော်တွင်ကာလလလဘကောင်းမယ်ငွေကြေးကံကောင်းမယ်အခက်အခဲတွေအားလုံးကျော်လွှားပြီးတော့ဘဝတလန်ကံတလန်တွေဖန်တီးနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ခဲ့ခြင်းတို့ရဲ့ကောင်းသောကြိုးစားရမယ်သူတစ်ပါးနဲ့ကိုယ်နဲ့ကြားမတူသောသဘာဝတွေရှိတဲ့ကစားကိုယ်ဆန္ဒနဲ့ကိုယ်သာရှေ့တိုးလုပ်ပါကိုယ့်ရဲ့ကံကြမ္မာရဲ့အနှစ်သာရမြင်မတိုးတက်ပြီးတော့အောင်မြင်သွားတဲ့နေသားတွေကိုအထင်ရှားရရှိမှာပါ15ရက်နေ့ကတော့တော်ကိုကောင်းတယ်အခက်ခဲကြတဲ့တိုးတက်မယ်ဒါပေမဲ့မတော်ဆနေကိုဂရုစိုက်ရမယ်နောက်ရက်ကုန်တည်သွားစရာနေရှိတတ်တယ်နေ့တနိုင်ခွဲနဲ့3နိုင်ကြာသွားလာဂရုစိုက်ရမယ်16ရက်နေ့ကစီစဉ်ထားတာအလုံးအလွဲချော်ဖြစ်မယ်တပားသူဂရိပြက်တယ်ကိုယ်မှလည်းစီစဉ်တာလွဲတယ်19ရက်နေ့မှာမထင်မဲ့လုပ်တဲ့ကိစ္စတွေရဲ့အနှစ်သာရကောင်းတဲ့တိုးတက်မှုကိုရရှိပြီးရအဆင်ပြေမယ်18ရက်နေ့မှာရန်တိုက်ခံတွေနဲ့တွေ့တတ်တဲ့မတော်ဆနေဂရုစိုက်ရမယ်
အသွားလာနေထိုင်ကူးဆက်ရမယ်အရှိမြောက်ရက်ကုန်တည်သွားစေနေဖြစ်တတ်တယ်အထူးသဖြင့်မနေ့၄နိုင်ခွဲနဲ့6နိုင်ကြာအသွားလာကူးဆက်ရမှာပေါ့19ရက်နေ့ကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းတွေရှိပြီးတော့အလိုပြည့်စုံခြင်းကိုကြုံမယ်20ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရခြင်းခက်ခဲသောကိစ္စများကျော်လွှားခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်21ရက်နေ့မှာအလိုပြည့်ခြင်းဘဝကံမြင်ခြင်းနဲ့စမ်းမြင်ခြင်းလိုရာပြည့်စုံခြင်းတို့ရဲ့အနှစ်သာရကိုကြုံတွေ့ရမယ့်အနေအထားရှိနေပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေသောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေရှိတတ်ပါတယ်ရှစ်ခွန်ကိုကနန်းတွေကျိုးပေးပါတယ်အပြာရင့်ရောင်မိခိုးရောင်လက်ပြောင်တွေသုံးပြီးတော့အလိုရှိရာကိစ္စတွေကိုဆောင်ရွက်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်နေနီးပါးမှရှိတဲ့အသက်အရွယ်ကြီးရင့်သူတို့ကိုစေဝဒါနပြုပါကျေးဇူးတင်ပါတယ်အားလုံးပဲမြင်ပါပါခင်ဗျာကျွန်တော်တို့ရဲ့ပြည်မြန်မာပြင်းကျော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ပြည်မြန်မာပြင်းကျော် channel ကနေပြည်ရင်ဟောစများကိုအမြဲဦးစားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပြည်မြန်မာ channel ကိုsubscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပါနောက်နေ့မြဟောစများကိုအမြဲနားဆင်နိုင်ရအတွက်လည်းဒိတာကကောင်းကောင်းလေးကိုတောင်းနှဲမိအောင်ဆက်လုပ်တော့ပြီးသွားကြပါခင်ဗျာကျွန်တော်တို့ရဲ့ပြည်မှာပြည်ရောချင်တယ်ဆိုရင်ဆရာကြီးစံသာဒီကိုရဲ့ဘေးဟောစရများဆရာကြီးဟိန်းကြီးဆိုရဲ့ဘေးဟောစရများဆရာလေးဆရာငယ်ရဲ့ဘေးဟောစရများဆရာကြီးကျော်စင်ဟိန်းရဲ့ဘေးဟောစရများဆရာစင်အောင်ရဲ့ဘေးဟောစရများဆရာဟိမဝနာရဲ့ဘေးဟောစရများအစာကြီးတော်ဘေးဆရာကြီးများရဲ့ဟောစရများဆရာမချောစစ်စုတာဆရာမထားရည်အစာကြီးတော်ဘေးဆရာမများရဲ့ဟောစရများကိုလည်းနေ့စဉ်နေ့စဉ်အပတ်စဉ်လစဉ်တိုင်းတင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ပြည်မှာပြည်ရင်ကျော် channel လေးကိုစပို့နေပြီးအားပေးတော့ခဲ့ကြပါလို့လေးစားစွာပန်ကြားလိုက်ကြပါတယ်။ပန်ကြားလိုက်ပါတယ်ခင်ဗျာ။ကျေးဇူးပြုပြီးတော့ပဲလိုက်ရန် share လေးများလည်းလုပ်ပေးခဲ့ကြပါလို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။အားလုံးပဲလိုက်ပါ share လိုက်ပါ။ဒီဆက်လက်ပြီးတော့ဗီဒီယိုဟောစများကိုကြည့်ရှုနားဆင်ခံစားပေးသွားကြပါဦးခင်ဗျာ။